ကောင်းမှုသည်တေဂာနီးမှာချမ်းသာစေလိမ့်မယ်ဘဝတစ်လျှောက်စိတ်ကောင်းနှလုံးကောင်းလေးတွေအများကြီးဖြစ်အောင်လေ့ကျင့်ပြီးတော့နေသွားစိတ်ကောင်းနှလုံးကောင်းရှိဖို့ကအဓိကပဲစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ပြောတယ်အပြောဟာကောင်းတဲ့အပြောလုပ်တဲ့အလုပ်ဟာကောင်းတဲ့အလုပ်တွေးတဲ့အတွေးဟာကောင်းတဲ့အတွေးစိတ်ကောင်းနှလုံးကောင်းထွန်းကားနေတဲ့လူအတွက်ဆိုးရတဲ့ကံတရားတွေဖြစ်ပေါ်လာတဲ့အကြောင်းသိမရှိဘူးဟုတ်တယ်မို့လားစိတ်ကောင်းနှလုံးကောင်းရှိရင်ကံကောင်းမယ်အဲ့ဒီကံကောင်းတာကိုပဲကုသိုလ်လို့ပြောတာပဲလေဒါကြောင့်တေဂာနီးမှာဘုန်းကြီးတို့ချမ်းချမ်းသာသာအစဉ်ပြေပြေရင်ဆိုင်သွားနိုင်ခြင်းနဲ့ဆိုရင်မတေခင်ကစားကုသိုလ်ကောင်းမှုလို့ဆိုတဲ့စိတ်ကောင်းနှလုံးကောင်းတွေများစွာဘုန်းကြီးတို့ဖြစ်ပေါ်အောင်ကြိုးစားရမယ်အဲ့လိုဆိုရင်တေဂာနီးလည်းပဲကောင်းတဲ့စိတ်ကလေးတွေဟာအရှိန်သဘောအနေနဲ့ဆက်လက်ပြီးတော့ဖြစ်ပေါ်သွားမှာပဲတောင်ဘက်ကိုင်းနေတဲ့အပင်ကိုခုတ်လိုက်ရင်တောင်ဘက်ပဲလဲသွားမှာမြောက်ဘက်ကိုင်းနေတဲ့အပင်ကိုခုတ်လိုက်ရင်မြောက်ဘက်ပဲလဲသွားမှာတချို့ကပြောကြတယ်လေတေဂာနီးမှာကုသိုလ်လေးနဲ့တေအောင်ဘယ်လိုလုပ်ရမှာတော့ကောင်းတဲ့စိတ်ကလေးနဲ့တေအောင်ဘယ်လိုလုပ်ရမှာဆိုတော့တေဂာနီးမှာတေဂာနီးအတွက်ကြိုးပြီးတော့လုပ်လို့လည်းဖြစ်တာမှမဟုတ်တာအဲ့တော့ဘယ်လိုလုပ်ရမှာတော့ဆိုတော့မတေခင်ကစပြီးတော့စိတ်ကောင်းနှလုံးကောင်းနေကောင်းတဲ့အလေးအကျင့်တွေအမှုအကျင့်တွေကိုစွဲနေအောင်ထုံနေအောင်များနေအောင်ဘုန်းကြီးတို့အားကောင်းအောင်လုပ်ဖို့ပဲဟုတ်တယ်မဟုတ်လားဒါကြောင့်တောင်မြုပ်မဟာကတော်ဆိုတော့ဘုရားကြီးပြောတာရှိတယ်လူတွေကနော်နေစဉ်ခါသာအောင်မြင်မှုအမျိုးမျိုးရအောင်ကြိုးစားကြတာတဲ့သေပြီဆိုရင်တော့အများစုကရှုံးပြီးတော့သေကြတာပဲများပါတယ်တဲ့ဘုရားလည်းအဲ့ဒီတိုင်းဟောတာပါပဲမြေကြီးကိုတဘိုးတော်နဲ့လက်ညှိုးပြားလေးပေါ်မှာအနှဲငယ်တင်ပြီးတော့ဒီလက်သေးပြားမှာရှိတဲ့မြေမှုန့်နဲ့မဟာပတိမြေကြီးမှာရှိတဲ့မြေမှုန့်ဘယ်ရာကများလဲလို့မေးပြီးတော့ဟောတဲ့ဒေသနာနခတိခသုတ်တာကြားဘူးတယ်နော်သေပြီးတဲ့နောက်ရုပ်ညံ့တဲ့ဘဝရောက်ကြတဲ့သတ္တဝါတွေကမဟာပတိမြေကြီးပမာအလွန်များတယ်မြင့်မြတ်တဲ့ဘဝရောက်ကြတဲ့သတ္တဝါတို့ဒီသားလေးရဲ့အလွန်မှနေတယ်လက်သေးပြားပေါ်မှာရှိတဲ့မြေမှုန့်တစ်ပွဲဒီဒေသနာကိုကြည့်မယ်ဆိုရင်တေဂာနီးမှာချမ်းချမ်းသာသာမသေးနိုင်ကြလို့ကောင်းတဲ့စိတ်နဲ့မသေးနိုင်ကြလို့ဆိုးတဲ့ဘဝကိုရကြတာတေဂာနီးမှာကောင်းတဲ့စိတ်နဲ့သေနိုင်မယ်ဆိုရင်ဆိုးတဲ့ဘဝရကြအကြောင်းမရှိဘူးတော့တေဂာနီးဆိုတာလည်းပဲကောင်းတဲ့စိတ်ကလေးဖြစ်ဖို့ကအလွန်မှခက်ခဲတယ်ကြက်တဲတယ်လို့ဘုန်းကြီးကမြင်တယ်ဘာဖြစ်လို့တော့ဘုန်းကြီးတို့ကဘဝပေါ်မှာအလွန်ဖက်တော်တယ်လေမသေးခြင်းဘူးလေအမြဲတမ်းပဲနေခြင်းနေတယ်တော့တေးရတော့မယ်မနေရတော့ဘူးဆိုတော့စိတ်တိုင်းကြားဖို့များမလားစိတ်တိုင်းမကြားဖို့များမလားအဲ့ဒါပဲလက်ခံနိုင်ဖို့ကျင့်တတ်နိုင်ဖို့နားလည်နိုင်ဖို့အများကြီးကြိုတင်ပြီးတော့ဘုန်းကြီးတို့ဘာလုပ်အောင်လို့ကြိုးစားထားရမယ်ခပ်ပေါ်နေလို့ကတော့တေးခြင်းတရားနဲ့တွေ့လာရင်အစဉ်ပြေဖို့ကတော့မလွယ်ဘူးအစဉ်မပြေဘူးဆိုတဲ့အဖြေမျိုးပဲထွက်ဖို့များပါတယ်ဟုတ်လားဒါကြောင့်အဲ့ဒီအရေးတွေကိုတွေးပြီးတော့တေဂာနီးမှာဘုန်းကြီးတို့အစဉ်ပြေဖို့ချမ်းသာဖို့ကြိုးစားကြရမယ်ဘလို့ကြိုးစားမှလဲဆိုတဲ့လေးနဲ့တဲ့မိကုံးရဲ့အဖြေခုမြတ်စွာဘုရားပေးလိုက်တာပဲကောင်းမှုသည်တေဂာနီးမှာချမ်းသာစေလိမ့်မယ်